အဖေစပိန်တိုက်ခံရတယ်ဆိုတော့ဘလို့ကနေဘလို့ဖြစ်ပြီးတိုက်ခံရလဲအော်ဒီလိုသမီးဟိုပါပေါ့အဖေကမနဲ့ခင်းလေးဆိုတော့လေဖေကလေကောင်းလေတန်လေးရအောင်ဆိုပြီးတော့လေကောင်းလေတန်လေးရှူရင်းနဲ့ဟိုကျမ်းမာရေးအတွက် exercise လုပ်နေတာပေါ့အဲ့လိုလုပ်နေတဲ့အဖေကကိုယ့်အသက်အရွယ်ရတရားဘာဝနာပွားများမယ့်အချိန်ဆိုအဖေတည့်တဲ့ခါတော့အလုံးလေးမိတ်တရားမှတ်နေတာပေါ့သမီးအဲ့လိုမျိုးဖေရဲ့ဒီတရားမှတ်နေတဲ့အချိန်အနာပနာလေးရှူလေကောင်းလေတန်လေးရှူအဲ့လိုလုပ်နေတဲ့အချိန်မှာပြုံးအဲ့ဒီမဆုံးမဖာမဆုံးမတော်တော်မယိုင်းစုပ်ပဲညစ်ပတ်ပတ်နေတဲ့အကောင်တော့စပိန်ကအရှိန်နဲ့လာပြီအဖေကနောက်ကနေဝင်တိုက်လိုက်တာသမီးอ่ะအဲ့ဒါကြိုတင်ကြံစီမှုပဲဖြစ်ရမယ်ဖေအဲ့လိုမှတ်မိလားအေးမှတ်မိလို့တော့တခါတည်းတရားဆိုပြီးထောင်ထဲထည့်ရော်ကြီးတောင်းလိုက်မယ်ဩမဟုတ်လေသမီးရဲ့ဟိုအဖေကဟိုဘက်လက်ပြီးမျက်လုံးလေးမိတ်ထားဆိုတော့အဖေအဲ့လူတော့တေချာမမှတ်မိလိုက်ဘူးသမီးရဲ့ဘာဖြစ်ခွန်းလိုက်အဖေကခွန်းလို့ပဲမသမီးကလုံးဝခွန်းမလို့နိုင်အဲ့လိုတေချာစုံစမ်းအောင်မယ်သိလို့ကတော့အဲ့လိုသိပြီးသားမှတ်ဆရာမကျမအပြူကြီးသိလားအပြူကြီးဆိုတာယောက်ျားမရလို့မဟုတ်ဘူးနော်ယောက်ျားတွေကကျမကိုမရတာသိလားကျမကအိမ်ဒီတိတ်ခါရှိတယ်အပြူကြီးလေဆရာမရဲ့အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့လေတိတ်ပုတ်ကနေပြီးတော့ကျမကိုနှောက်ရှက်နေတာအဲ့ဒါကိုကျမတရားဆွဲချင်တာဆွဲလို့ရလားဟင်ဆရာမအမဟိုနှောက်ရှက်နေတဲ့သူရဲ့ပုံပြပြမယ်ဆရာမကြီးပြချင်တာတူဆရာမကိုငွေကြီးဘာငင်းချင်သေးလဲအဲ့ဒါကိုမဟုတ်ဘူးကိုမဟုတ်ပါဘူးတခုခုတော့မားနေပြီထင်တယ်မားမနေဘူးကျမမျက်စိနဲ့ရှစ်ပုံတန်းမြင်ခဲ့တာမိမတွေကိုကျူနေတယ်ပေါ့လေရင်ခွေမဲ့ကိုကြီးဟဟလားမိမရဲ့နဲ့ပပလည်းစဉ်းစားပါဦးယောက်ျားအဲ့လိုနာမည်မျိုးပေးအောင်အောက်တန်းသားမှမဟုတ်တာဘယ်ညော့ပဲထိုးတာမဲဒီပြဿနာမပြီးမချင်းကျမနောက်ကပ်ဖို့မစဉ်းစားနဲ့နော်အခန်းထဲကဝင်မလာနဲ့ဒါပဲအဲ့လိုမာတာအဲ့တော့ကိုမမားတဲ့ကိစ္စကိုမားတယ်ဆိုပြီးတောင်းမှမကောင်းဘူးကွာအဲ့ဒါပဲမိမရှိရတဲ့တနာယူတော့ပြဿနာတက်တာဗောဟုတ်ပါပြီအေးမိမရှိရဲ့လူတွေကတနာမ